အခုဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာဟော့ပေါ့တယောက်တည်းစားရတာကြိုက်တာလားဒါမှမဟုတ်ရင်ကိုချရတဲ့သူတွေနဲ့လာစားရတာမျိုးကြိုက်တာလားအချင်းတွေပေါ်ရရဲ့အားလုံးနဲ့စုပြီးတော့စားရတာမျိုးကြိုက်တာလားဗီဒီယိုလေးဟာဟော့ပေါ့ကြိုက်တဲ့သူတွေအတွက်လို့ပြောလို့ရတယ်ဒါဆိုရင်တကယ်ဟော့ပေါ့စားတဲ့အခါကြီးဆိုရင်ရောဘယ်သူနဲ့သွားစားတာပို့ပြီးတော့များလဲဒါစုနဲ့လားဒါမှမဟုတ်ကိုတငယ်ချင်းချင်းနဲ့လားကိုချရတဲ့သူတွေနဲ့လားဒီကတော့အရှိရလူတွေထဲမှာအားလုံးထဲမှာဒီပါတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီကတယောက်တည်းစားရတာလည်းကြိုက်တယ်မိသားစုနဲ့စားရတာလည်းကြိုက်တယ်တငယ်ချင်းနဲ့စားရတာလည်းကြိုက်တယ်ပေါ့နော်အဓိကကတော့ဒီကဟော့ဘော့စားနေရရင်ကိုကြိုက်ပါတယ်ဒါပေမဲ့လို့အားလုံးသိကြတဲ့အတိုင်းပေါ့နော်အစားတောက်ကောင်းလေးတွေစားရရင်ကိုချစ်တဲ့သူတွေတော့တတိယတက်ကြတာပေါ့နော်ဒီဗီဒီယိုလေးကဒီပမာစားရတာလဲဆိုရင်တော့ဒီတို့မော်လမြိုင်မှာရှိရဲဟော့ဘော့ဆိုင်နှစ်ဆိုင်ပေါ့နော်နှစ်ဆိုင်လုံးကတော့တူပဲဆိုင်ခွဲတွေဖွင့်လာတာပေါ့နော်မော်လမြိုင် Ocean ကရွှေလာဆိုတဲ့ဟော့ဘော့ဆိုင်လေးရဲ့မော်လမြိုင် Grand မော်လမြိုင် Shopping Mall ကရွှေလာဆိုတဲ့ဟော့ဘော့ဆိုင်လေးမှာစားခဲ့တဲ့ vlog လေးပဲဖြစ်ပါတယ်ရှင်ဒီရက်ကတော့ဟော့ဘော့ဆိုင်ရောက်ရင်ပေါ့နော်ကိုစားချင်တဲ့အရာတော့ပြန်ဆက်ရတယ်ဒါပေမဲ့လည်းအဲ့လိုကိုစားချင်တဲ့အရာသာမရဘူးပေါ့နော်ဒါပေမဲ့ဒီကနန်းနန်းမေးကြတဲ့သူဆိုတော့နန်းနန်းမေးကတော့အများကြီးထည့်တယ်ဒါလေးကတော့ Grand Mall လည်းမြန်မာဖွင့်ထားတဲ့ရွှေလာဆိုင်ခွဲပေါ့နော်ရွှေလာရောက်ရင်တော့ဒီတော့မှပြည့်မှာတာတော့ပစွန်ချောင်းမှာသူစီကပစွန်ချောင်းလေးကတကယ်ကိုစားကောင်းပါတယ်ဒီဗီဒီယိုလေးကတော့မော်လမြိုင် Ocean ရွှေလာဆိုင်ခွဲလေးပေါ့နော်ခဏကပြောခဲ့သလိုပဲဒီကနန်းနန်းမေးကြိုက်တာဆိုတော့နန်းနန်းမေးကအဲ့လိုထည့်တယ်ညှက်တာပေးတဲ့ဆိုင်ဆိုအဲ့လိုထည့်တယ်ပေါ့နော်အပင်လိုက်ထားတာပေးတဲ့ဆိုင်ဆိုရင်ကစုံရွက်နဲ့ဟောပေါ်နဲ့တို့စားတယ်လို့မျိုးဒီကအစီလိုက်တို့စားပါတယ်နည်းနည်းပင်ကြိုက်တဲ့သူပေါ့နော်ဒီကတော့ရွှေလာမှာပါမကြိုက်ဘူးလဲဆိုရင်တော့အသားပေါ့နော်အသားကိုမကြိုက်တာမဟုတ်ပါဘူးအသားအရန်ပါတဲ့ခါကျတော့ဘယ်အသားကိုစားလို့စားလိုက်မှန်းမသိဘူးပေါ့နော်သူစီမှာတော့အသားအရန်ပါတဲ့ကိစ္စပါခဏကပြောခဲ့သလိုပေါ့နော်ရွှေလာရောက်တိုင်းပစုံကြောင်ကတော့မပါမှဖြစ်ပဲသူရဲ့ပစုံကြောင်လေးဘလို့တူလေးနဲ့စားကောင်းတယ်ကတုလေးကိုမြည်ရပေါ့နော်လက်ဆက်လေးနဲ့တကယ်စားကောင်းပါတယ်ဆယ်မိုတော့ဒီတစ်ခါမှမစားဘူးလို့မှားလိုက်တယ်ပေါ့နော်တစ်ခါတလေကြာရင်ဆယ်မိုသူများကြီးကြိုက်နေချိန်မှာဒီမကြိုက်လို့ပေါ့နော်ကြိုက်အောင်စူးစမ်းကြည့်ပါသေးတယ်ဒါပေမဲ့ဒီဘလို့မှမကြိုက်နေသေးဘူးဒါပေမဲ့နောက်ထပ်တော့စူးစမ်းကြည့်ပါအောင်မယ်အခုလိုမျိုးဆိုင်တူပဲဆိုင်ခွဲနှစ်ဆိုင်ကိုရှင်ပြီးတော့စားကြည့်ရဲ့အခါမှာပေါ့နော်ဒီပို့ပြီးတော့သဘောကျတာတော့ Ocean ရွှေလာပို့ပြီးသဘောကျတယ် Grand Mall ရဲ့ဆိုင်ကတော့ဒီတစ်ခါပဲစားဖို့ရပေါ့နော်ဒါကြောင့်မို့လို့လေဒီနောက်တစ်ခါသွားပြီးတော့စားကြည့်မလို့စမ်းကြည့်ပါဦးဒီအတွက်ကတော့ဟော့ပေါ့စားရင်ပေါ့နော်အရသာတွေပြန်ပြီးတော့ကိုစားချင်တဲ့ပုံစံမျိုးပြန်လုပ်ရတာမျိုးမရှိတဲ့ဆိုင်ကတော့တစ်ဆိုင်ပဲရှိသေးတယ်ပေါ့နောက်နေ့တွေမှာအဲ့ဒီဆိုင်လေးမှာစားတဲ့ vlog လေးလည်းတင်ပါအောင်မယ်ရှင်ဒါဆိုရင်ဗီဒီယိုလေးကိုဒီတိရောက်ကြည့်လာပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်လည်ဆုံကြမယ်နော်အားလုံးပဲဒါပါ